Hello အားလုံးပဲမင်္ဂလာပါရှင်ကြားရလားမသိဘူးဒီနေ့ကတော့ဒီမှာကော်ပိတ်ကက်ပြမယ်ပေါ့နော်ကော်ပိတ်ကက်ရင်အရေးကြီးဆုံးကကြတော့ဗာလဲဆိုတော့ရေနွေးငွေ့မီးဘူးလို့တယ်ပြီးလို့ရှိရင်ရေနွေးငွေ့မီးဘူးမရှိဘူးဆိုလို့ရှိရင်ရေဖြန်းတဲ့ဘူးလေးပေါ့နော်အဲ့ဒါလေးရှိတိုင်းအဆင်ပြေပါတယ်ရှင်မီးဘူးနဲ့ကောဆိုင်မှာကော်ပိတ်ကက်လို့အဆင်ပြေတဲ့လူတွေဆိုရင်ဒီမီးလေးသုံးလို့ရပါတယ်ပြီးလို့ရှိရင်ကိုကော်ပိတ်ကက်မဲ့ပိတ်စကိုဒီမှာပေါ့နော်ဒီလိုမျိုးကြေနေတယ်ဆိုလို့ရှိရင်မီးဘူးနဲ့အရင်ဆုံးတိုက်ပေးရမယ်ပေါ့နော်ဒီလိုမျိုးကြေနေတယ်ခောက်ရတယ်ရှိနေတယ်ဆိုလို့ရှိရင်အရင်ဆုံးမီးဘူးနဲ့ဖြတ်အောင်အရင်တိုက်ပေးရမယ်ပေါ့နော်မီးဘူးလေးပြအောင်အရင်တိုက်ပေးရမယ်အဲ့ဒါကြမှာကော်ပိတ်ကတ်တဲ့ခါကြာလို့ရှိရင်ခောက်ရတယ်မရှိမှာပေါ့နော်ခောက်ရတယ်တွန့်ရတယ်မရှိမှာပေါ့နော်အဆင်ပြေတာပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ညီမတို့ကဒါလေးကိုပြီးလို့ရှိရင်မီးကိုကြတော့အနေတော်ပဲထားပါပြီးရင်ဖြစ်နိုင်လို့ရှိလို့ရှိရင်ဒီလိုမျိုးကော်ပြားလေးတွေထားတာပေါ့နော်ကော်ပိတ်ကိုမလောင်ရအောင်နားမို့လို့ရှိရင်ကော်ပိတ်ကမီးတအားပြင်းလို့ရှိရင်ကော်ပိတ်မှာမီးကျွန်းသွားတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ညီမတို့ကဒီအပြားလေးတွေဆိုရင်တုံသူကမလောင်ဘူးပေါ့နော်မီးတအားပြင်းနေဆိုရင်တော့သူကထိန်းပေးတယ်အဲ့ဒီမီးရဲ့အနေထားအဲ့လိုပါရှင်ပြီးလို့ရှိရင်ညီမတို့ကနောက်တစ်ခါကော်ပိတ်စကတ်မယ်ဆိုလို့ရှိရင်အတက်နိုင်ဆုံးကော်ပိတ်အယောင်တူတာကိုရွေးပေးပေါ့နော်တချို့ကအဖြူရောင်တခြားရောင်တွေကတ်ရင်ဒီဘက်ခြမ်းမှာသူအယောင်ပြောင်းတတ်တယ်ပိတ်စရဲ့အယောင်ပြောင်းသွားတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ညီမတို့ကအတက်နိုင်ဆုံးအယောင်တူတဲ့အယောင်ကိုရွေးပြီးတော့ကော်ပိတ်ကတ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါညီမမီးကူတိုက်ပြီးတဲ့အနေထားဆိုလို့ရှိရင်ညီမတေချာလေးဖြန့်မယ်ပြီးရင်ဒီအနားသားတွေအကုန်လုံးပေါ့နော်မီးကူတိုက်ပြီးပါမယ်ဒီချာလေးမီးကိုပြန့်နေအောင်တိုက်ပြီးရပါမယ်ရှင်ပြီးလို့ရှိရင်ညီမတို့ကဒီမှာကော်ပိတ်မှာကြတော့ဒီမှာကော်ဘက်ချမ်းနဲ့နှစ်ချမ်းရှိတယ်ပေါ့နော်ဒီမှာကော်ဘက်ချမ်းနဲ့အလှဘက်ချမ်းဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့နော်ကော်ဘက်ချမ်းကြတော့ဒီမှာကော်စီလေးတွေပေါ့နော်ဒါလေးတွေကကော်စီလေးတွေသူ့အသားလေးကကြကျန်းနေမယ်ပေါ့နော်ကျန်းနေတဲ့ဘက်ချမ်းဆိုရင်ဒါကော်ဘက်ချမ်းဒီဘက်ကချောနေတဲ့ဘက်ချမ်းဆိုလို့ရှိရင်ဒါအလှဘက်ချမ်းပေါ့နော်အဲ့ဒါတော့အလွယ်နီးမှတ်တာပါအဲ့ကျန်းနေတဲ့ဘက်ချမ်းနဲ့ဒီရဲ့ပိတ်စကလည်းလိုမျိုးပဲပိတ်စကကြတော့အလှနဲ့မလှနဲ့ဆိုပြီးတော့ရှိတယ်ပေါ့နော်ဒီရဲ့အလှကိုကြတော့အောက်မှာထားမယ်ဒီကော်ပိတ်ကတ်မဲ့မလှဘက်ချမ်းကိုကြတော့ဒီအပေါ်မှာထားမယ်ပေါ့နော်အဲ့ဒီမလှဘက်ချမ်းနဲ့ဒီကော်ပိတ်ရဲ့ကော်ရှိတဲ့ဘက်ချမ်းကိုဒီလိုမျိုးလေးညီလေးပေါ့နော်ဒီလိုမျိုးညီလေးဒီအနားသားနဲ့ဒီအနားသားနဲ့ကိုဒီလိုလေးလက်ကတ်မယ်ပေါ့နော်ဒီလိုလေးလက်ထားမယ်တကယ်လို့ကိုကလက်မခိုင်ဘူးဆိုလို့ရှိရင်တနေ့ပင်အပ်လေးထိုးတာပေါ့နော်ဒီလိုမျိုးခုန်နေရရှော့ကြတတ်လို့ပေါ့နော်ညီမပင်အပ်လေးထိုးရမယ်တောက်လေးတွေကိုထိန်းလိုက်တဲ့သူ့ထိန်းလိုက်တဲ့ဟာပေါ့နော်ထိန်းလိုက်တဲ့ပုံစံမျိုးပေါ့ဒါလေးကိုညီမမဆွဲဘူးเนาะဒီကော်ပိတ်ကိုဆွဲလို့မရပါဘူးဆွဲလို့ဆိုလို့ရှိရင်အကုန်လုံးနေရာတွေရွေ့ကုန်မယ်ပေါ့နော်တတိယလေးညီမတို့ထိန်းမယ်သူ့ရဲ့သွားရအတိုင်းပေါ့နော်ဒီတိုင်းပဲသူ့ရဲ့လားရအတိုင်းလေးပဲဒီဖြည်းဖြည်းထားမယ်ပြီးလို့ရှိရင်ညီမတို့ကမီးကိုချိန်မယ်မီးအများဆုံးအနေထားကိုမထားရဘူးအလယ်လက်အနေထားကိုပဲထားရပြီးတော့စမ်းပြီးတော့တိုက်ကြည့်မယ်ပေါ့နော်ကော်ပိတ်ကိုမီးကိုတိုက်တယ်လို့မျိုးရှူးအဲ့လိုမျိုးတိုက်လို့မရအောင်နော်ဒီလိုမျိုးချမယ်ပြီးရင်ရေနုံးမှုဆိုရင်သူရေမှုတ်ချမယ်ပြီးရင်ဒီလိုချမယ်ပြီးရေမှုတ်ချမယ်အဲ့လိုလေးပေါ့နော်အဲ့လိုလေးတွားရပါမယ်ဒီလိုမီးကူတိုက်တယ်လို့တိုက်လို့မရပါဘူးနောက်တစ်ခုကကြတော့ညီမတို့ကဒီကော်ပိတ်ကတ်လားမကတ်ဘူးလားဆိုတော့ညီမတို့ကဆန်းရမယ်ပေါ့နော်တချို့ကကြတော့ကော်ပိတ်တွေကကတ်ပြီးလို့ရှိရင်ဒီလိုမျိုးမီးဘူးနဲ့ကတ်ရင်ပေါ့နော်အများအဖြစ်ကရေလျှော်ရင်ပြန်ကွာတတ်တယ်ပေါ့နော်ကတ်တာအဆင်မပြေဘူးဆိုလို့ရှိရင်ဒါတွေကကြတော့ရေတစ်ခါလျှော်ရင်ပြန်ကွာတတ်တယ်အဲ့ဒါကြောင့်ညီမတို့ကဘယ်လိုလေးစမ်းကြည့်ပြရမလဲဆိုဒီမှာဒီအနားသားလေးဆိုညီမတို့ဒီလိုလေးတွန်းကြည့်ပေါ့နော်ဒီလိုလေးတွန်းကြည့်လို့မရွေ့ဘူးလေးခိုးတာတွေမရှိဘူးဆိုဒါကဘယ်လောက်ရေလျှော်ကော်ကပြန်မကွာတက်ဘူးပေါ့နော်တကယ်တတိကျချမကတ်တာဘူးဆိုလို့ရှိရင်ဒီကော်ပိတ်ကတ်တာကရေတစ်ခါလျှော်ဘူးလို့ရှိရင်ကော်ကပြန်ကွာသွားပြီးတော့ကော်ပိတ်တခြားပိတ်စတခြားဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့လုံးဝအဆင်မပြေပါဘူးလှလည်းမလှပါဘူးရှင်အဲ့လိုမျိုးဆိုရင်တော့
ညီမတို့ကဒီမှာဖိပြီဆိုတာနဲ့ဒီလိုလေးတတိချာလေးဖိမယ်ဒီလိုလေးဖိမယ်စိတ်ရှည်လက်ရှည်လေးတော့လုပ်ပေးရပါမယ်ပထမတစ်ချက်ကပထမဦးဆုံးကတ်ရင်တော့လေကြာတယ်ပေါ့နော်ဒါပေမဲ့ကတ်တက်သွားလို့ရှိရင်အဆင်ပြေသွားမယ်ပေါ့နော်ကတ်တက်သွားလို့ဆိုလို့ရှိရင်တော့မြင်မြန်ဆန်ဆန်လေးတကိုက်ကိုဘလောက်မှမကတ်ရအောင်မြင်မြန်ဆန်ဆန်လေးကတ်ရတယ်ပေါ့နော်ဒါပေမဲ့တတိချာလေးတော့ကိုကကတ်ပေးရပါမယ်အခုဆိုတော့ကိုကတတိချာမကတ်ပေးရင် customer ဘက်ကတစ်ခါရီလျှော်လိုက်တာနဲ့ကွာသွားမယ်ပေါ့နော်တချို့ကအဲ့လိုမျိုးလက်နဲ့ကတ်တာမကြိုက်ဘူးစက်နဲ့ပဲကတ်ပြီးကတ်ခိုင်းနေဆိုတာအဲ့ဒါတွေကြောက်ပေါ့နော်စက်နဲ့ပဲကတ်ခိုင်းနေဆိုတာအဲ့လိုမျိုးတွေရှိလို့ပေါ့အဲ့လိုမျိုးတစ်ခါလျှော်လိုက်ရင်ရီကွာသွားတာတို့ဘာလို့ရှိတဲ့ခါကျတော့ customer တွေကမိဘူးနဲ့ကတ်တာကိုမကြိုက်တော့ဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါကြောင့်မလို့တချို့စက်တွေကြတော့ကိုပိတ်ကိုဆိုင်မှာပဲကတ်ပေးပါကိုပိတ်မိဘူးနဲ့ကတ်တာမကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးတွေ complain တွေရှိရဆိုတာကအဲ့ဒါတွေကြောင့်မလို့ပါကိုကတတိချာလေးစေတနာပါလေးလုပ်ပြီးမယ်ဆိုလို့ရှိရင်ကိုပိတ်ကဆိုင်မှာတကတ်စရာမလိုဘူးပေါ့နော်ကိုဘကူအိမ်မှာပဲကတ်လို့ရတယ်ပတ်စံလဲအဲ့ကိုပိတ်ကတ်ကလည်းကိုရမယ်ပေါ့နော်မကိုဘက်ကတော့စေတနာပပနဲ့ကတ်ပေးဖို့တော့လိုပါတယ်ရှင်